လည်းလာမယ့် May 19 ရက်နေ့မှာ self doubt to confidence ဆိုတဲ့ group coaching session တစ်ခုစဖို့ရှိပါတယ်ဒီ session ကိုဘယ်သူတွေ join တင်လဲဆိုတော့ကိုယ်တံမိုးကိုမမြင်တတ်တဲ့သူတွေအမြဲတမ်းကိုနှိမ့်ချပြီးတော့ကိုယ့်ဘာကိုယ်ပဲအထင်သေးခဲ့ရနေတတ်တဲ့သူတွေနေရာတနေရာရတယ်ဆိုတာငါနဲ့ဒီနေရာနဲ့မထိုက်တောင်လို့အမြဲထင်နေတဲ့သူတွေ join တင်ပါတယ်သင်တန်းကာလကိုတော့4ရက်အမှတ်ထားပြီးတော့ Zoom နဲ့ join ရမှာပါဒါက group coaching session ဖြစ်တဲ့အခါကျတော့ကိုတယောက်တည်းမဟုတ်ပဲနဲ့ကိုလိုမျိုးခံစားချက်တူတယ်ပြဿနာတူတယ်သူတွေနဲ့စုံနိုင်တယ်ပြီးရင်ကိုခံစားချက်တွေကိုဒီ session မှာရင်ဖွင့်လို့ရတယ်ကိုအခက်အခဲတွေပြောလို့ရတယ်အခုနအော်လေပြောထားတဲ့အချက်တွေနဲ့တော့ကိုက်ဖို့လိုတယ်ပေါ့နော်ဒီ session ကို join ပြီဆိုတာနဲ့အရင်နဲ့မတူဘဲနဲ့ကိုတန်ဖိုးထားတတ်လာလိမ့်မယ်ကိုတော်တယ်ဆိုတော့လည်းပို့ပြီးတော့မြင်တတ်လာလိမ့်မယ်သင်က4ရက်ကြာမယ်ဆိုပေမဲ့လည်းလူငယ်အများစုအဆင်ပြေမဲ့တောင်းကနဲ့ပမာဏကိုပဲသတ်မှတ်ထားပါတယ် workbook လည်းစီစဉ်ထားတယ်သင်တန်းကာလတစ်လျှောက်မှာအဲ့လိုကိုမေးခွန်းတွေမေးနိုင်အောင်ဒီပြဿနာနဲ့ပတ်သက်ပြီးအတူတူဖြေရှင်းလို့ရအောင်တော့လေ Telegram group လည်းလုပ်ပေးထားပါမယ် self doubt to confidence ဆိုတဲ့ group coaching session ကို join ချင်တယ်စိတ်ဝင်စားရဆိုရင်တော့အဲ့လေကိုပြထားတဲ့ page မှာ DTC1 လို့စာပို့ပြီးတော့စုံစမ်းလို့ရပါတယ် okay Better Me is coming နော်ကြီးတဲ့သူတွေလည်း Better Me is coming ပဲဖြစ်မှာပါ group coaching session မှာအကောင်လုံးနဲ့စုံရမယ်